စင်ကြီးကြကွယ်ရှိကိုလိုမလိုက်နဲ့ ဟုတ်မဖြတ်ပြည့် လူမလိုက်နဲ့ စင်ကြီးကြကွယ်ရှိကိုလိုမလိုက်နဲ့ ခုနအတိုင်းပဲဗျာခုနဆိုသလိုပဲဟုတ်နဲ နည်းဆွဲခိုင်းတာနဲကိုဆွဲခိုင်းတာ တစ်ခေါက်ဆွဲကြည့် စင်ကြီးကြကွယ်ရှိကိုလိုမလိုက်နဲ့ အဲ့လောက်ဆိုရင် နဲဆိုလူကနဲဆိုချင်မှာလူကမိုင်းနဲ့လူကတဲ့တာနဲဆိုမလွဲနဲ့နော်နဲပါဇက်ဟာတာတော့မပိတ်နဲ့ပါဇက် ဆိုကြည့်လိုက် တံမိုးရီမေတွားလိမေခင်ရဲ့တပင်းရဲ့စင်ကြီးချရဲ့ရှိကိုလိုမလိုက်နဲ့ ကိုစိုးဝိုင်းပြန်လုံးမယ် ဦးဝဆိုသွားစမားတဲ့လက်မေးပေါက်တဲ့အလေးချဖန်တပွဲတံမိုးရီမေတွားလိမေခင်ရဲ့တပင်းရဲ့စင်ကြီးကြကွယ်ရှိကိုလိုမလိုက်နဲ့ လို့ဖြစ်နေတယ် လိုမလိုက်နဲ့ နားကမလားနားမလားပြန်နားထောင်ကြည့်မလားခဏနားမလား ဒီလာခဲ့ စိတ်လှုပ်ရှားလို့နေမှာလေဒီမှာနောက်ဆိုတာ အခု သိ ဒီ ပြီ တကိုက်ယူရမယ်နောက်တစ်ခါတော့ထပ်ထုတ်ကြည့်လိုက်နော်ကောင်းတာယူပါဗောဗျာ မဖြစ်ဘူးမဖြစ်ဘူးရင်သွေးတောက်ရှင်တောက်တယ် ယူကရင်သွေးတစ်ခွက်ထဲသွားအဲဟုတ် အဲ့လောက်ဖွင့်ဆိုရတယ်ဒီတော့ ဟုတ်လီလန်နဲ့မစုံနဲ့ဆိုလီလန်ဖြစ်တယ် အဲ့ခေါ်တဲ့အဲ့16နှစ်သမီးတို့ဟိုတယ်တို့ကြတော့ဒီထက်ကနေယူဆိုရမှာဟိုဘတ်တွေဘာတွေရတာဗဇာပြားလေးနဲ့ဆိုလို့ရမှာအကုန်လုံးဗဇာပြားနဲ့ကြီးဆိုလို့မရဘူးအတန်ကောင်းနေတော့မဆိုရတာမှုလည်းမလို့ဒါပေမဲ့ဖြစ်အောင်ပဲလုပ်ပေးရဆိုမင်းစင်ဆွဲလိုက်တော့လဲလှတော့ အဓိကတိုင်ပဲဗျဟိုမင်းတိုင်ပဲဒုက္ခပဲ ဟုတ်တယ် တိုင်ပဲမတက်ဘာမှလုပ်မရဘူးဟိုပြီးမတက်တာဟိုဒီကနေသင်လို့ရတယ် တိုင်ပဲမတက်သင်လို့မရ ဟုတ်တယ်လုပ် စားကြည့်ပဲနော် ရလားစင်ပြီလား ရတယ် နည်းနည်းကတ်ဆိုလားဒီဘက်ကိုအာယုံမရောက်နဲ့ ကွယ်ရှိကိုလိုမလိုက်နဲ့ စာလားမှန်လားမေးတဲ့ စားသားတွေမှန်တယ်မလား မှန်တယ် အဲ့ဒါဘာကိုဘာဆိုရစင်ကျင် မစင်ကျင်ကြလားစင်ကျင်ကြလား စင်ကျင်မလား စင်ကျင်ကြကွယ်အချစ်ကိုအလိုမလိုက်နဲ့ စင်ကြီးကြကွယ်ရှိကိုစင်ကြီးကြကွယ်ရှိကိုလိုမလိုက် ရှိကိုရှိကို ခင်ရဲ့တမီးရဲ့စင်ကြီးကြကွယ်ရှိကိုလိုမလိုက်နဲ့ ရတယ် ရတယ် ရပြီ ဒီကမှန်ဟိုကြောက်ခဏခဏဒီနေ့တစ်ချက်နားထောင်လိုက်အောင်မယ် မင်းတို့တနားကြီးမင်းတို့တနားကြီးရလားတနားကြီးပြေးလိုက် နေမှာပါလို့လို့မွေရဲ့ဘာနာလို့ ရှားချိန်ပေါ့ ကျောင်းနဲ့တည်းကမကပြီးကျွေးချင်းနေမိကိုကစားတတ်ရွယ် မသိဘူးဟုတ်မှာပေါ့ ခင်ရဲ့တမီးရဲ့စင်ကြီးကြကွယ်ချစ်ကလုံးကျွလွယ်